Okay,ကျွန်တော်နာမည်တောင်းစီးပါကျွန်တော်ဟာထွင်ရမှုတော်ဆောင်တယောက်ဖြစ်တယ်လို့တပိုင်းတနိုင် organic စိုက်ပျိုးလုပ်ကိုင်နေတဲ့ဝါသနာရှင်တဦးပါဒီဟာကကျွန်တော်ရဲ့ချက်တွေပဲရေးတွေမွေးထားတဲ့နေရာဖြစ်တယ်အနောက်မှာကန်နေရှိတယ်ဟိုဘက်မှာကတော့ကျွန်တော်ရဲ့ organic စိုက်ခင်းလေးဖြစ်တယ်အဲ့တော့စိုက်ခင်းအတက်မဲ့ဩဇာလိုတဲ့နေရာကိုဒီမှာကျွန်တော်ပြထားပါတယ်ဒီမှာကျွန်တော်တို့ composting လုပ်တယ်တီးရွက်6လေးတွေအမိုက်တွေရိုက်လေးတွေပုတ်ဆွေးလေတဲ့ဟာတွေအားလုံးကျွန်တော်ဒီထဲမှာထည့်ပြီးမှစုထားတယ်ပြီးရင်ဒါတွေပိတ်ပြီးမှဒီမှာကြက်တွေတို့ပြီးမှကြက်စာတွေကျွေးတယ်ကြက်တွေကသူ့အနေနဲ့သူရက်ပြီးမှဒါမျိုးဩဇာဖြစ်လာတယ်ခဏလေးဆိုကြည်သွားနိုင်တဲ့အဆင့်ရှိတယ်အဲ့တော့ဒီဘက်မှာကျွန်တော်ရဲ့တငင်းပင်တွေဒီဘက်မှာကကျွန်တော်ရဲ့ငကမောက်ပင်တွေကိုတစ်ခါပြန်လာရင်တပင်နှစ်ပင်အဲ့လိုစိုက်တဲ့ခါကျတော့တော်တော်လေးများလာတယ်အိမ်နောက်ဘက်မှာလေးပဲorganic ပင်တွေဖြစ်တယ်ဒီမှာကျတော့ကျွန်တော် organic ဟင်းတီဟင်းရဲ့စိုက်ပြီးမှရန်ကုန်ကားရအဖွဲ့ကိုပို့ပါတယ်အဲ့တော့ဒီမှာကတော့ဟိုအမြင့်ကြီးရှိတယ်တငင်းပင်တွေပိနေတီးပင်တွေပြီးရင်ဒုတိယမမြင့်တမြင့်အပင်လေးကတော့ဒါငကမောက်အပင်ဖြစ်တယ်နေအောင်ချီစားသုံးမှုတွေကအဆင်ပြေတယ်ဟိုကအရွက်တွေကြာရင်ဒီမှာကျုံထဲတယ်ဒီမှာဘောင်လေးလှုပ်ထားပြီးတယ်အဲ့တော့မေဩဇာသူ့အနေနဲ့သူတန်တရားလဲတယ်နေအောင်ချီမှလည်းပဲကျွန်တော်တို့လေပိုင်းဆံမှာလည်းပဲအားလုံးလေရတယ်နေရတဲ့အနေအထားရှိတယ်အဲ့တော့အနိုင်ဆုံးအပြင်ကတော့ဒါကျွန်တော်ရာဒီပြင်ဟင်းတီဟင်းရွက်တွေကိုအဆက်မပြတ်စိုက်ပျိုးပြီးမှကျွန်တော်ရဲ့ organic စားသုံးသူတွေရှိမှာကျွန်တော်တတ်နိုင်တဲ့လောက်ပို့ပါတယ်ကျွန်တော်ဒီမှာကျွန်တော်ရဲ့အိမ်မှာရောက်တာဒီ online ကနေဒီကိုရောက်တာတစ်နှစ်လောက်ကြာပြီတစ်နှစ်အတော်အတွင်းမှာကျွန်တော်ဒီ organic စိုက်ပျိုးခြံလေးကိုဖန်တီးနိုင်ခဲ့တယ်ဆက်ထဲမှာပဲရွှွန့်အိမ်လေးကိုကျွန်တော်တို့မိသားစုလောက်အားဖြင့်ဆောက်လုပ်ပြီးစီးခဲ့တာပေါ့နော်အဲ့တော့ဒီ organic ခြံနဲ့ကျွန်တော်ရဲ့ရွှွန့်အိမ်ကကျွန်တော်ပတ်စံအများကြီးမသုံးပါဘူးအလွန်ဆုံးသုံးရင်2သိန်းခွဲလောက်ပဲကျွန်တော်သုံးခဲ့တယ်ပတ်လည်မှာအေးဓာတ်ပူရအောင်ကျွန်တော်ဒီကန်ဆောက်ပြီးမှငါးကန်လုပ်ထားတယ်ငါခူတွေငကျင်းတွေထည့်ထားတယ်ငါးရဲ့အညစ်အကြေးတွေကိုကျွန်တော်က EM ပြန်ထပ်ရောပြီးမှကျွန်တော်ရဲ့ organic ခြံလေးကိုကျွန်တော်နေဩဇာအဖြစ်အသုံးပြုတယ်ပေါ့နော်အဲ့တော့ကျွန်တော်ရဲ့ဒီရီပိုကြောင်စိုက်ခင်းဟာကျွန်တော်မိသားစုရဲ့အပန်းဖြေနေရဖြစ်တယ်လို့ကျွန်တော်ရဲ့မိသားစုဝိုင်းဝန်းပြီးမှစကားပြောအလုပ်လုပ်တဲ့နေရာဖြစ်ပါတယ်ထိုနည်းတူပဲကျွန်တော်တို့တဘာဝင်းကျင်အကြောင်းလေ့လာတဲ့နေရာအစားအသောက်အကြောင်းကိုလေ့လာတဲ့နေရာ music အကြောင်းလေ့လာတဲ့နေရာအဲ့တော့ကျွန်တော်တို့ learning space ပေါ့နော်ကျွန်တော်တို့ဒီပညာရေးဆိုင်ရာလေ့လာတဲ့နေရာလဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်ကခရိယန်အမှုတော်ဆောင်တယောက်ဖြစ်တဲ့အတွက်ဒီကျွန်တော်ရဲ့ organic စိုက်ခင်းလေးအဖြစ်ခရစ်တော်ရဲ့ကျွေးမွေးခြင်းသူတပားကိုကျွေးမွေးခြင်းအမှုတော်မြတ်ကို feeding ministry ကိုလုပ်နိုင်တယ်လို့ကျွန်တော်ရဲ့ data music တွေကိုသိသိတယ်စုဆောင်းတယ်စိုက်ပျိုးတယ်ဟင်းတီဟင်းရက်တွေပြိုးပင်လေးတွေ music လေးတွေဝေမျှတဲ့ကျွန်တော်တို့ stewardship ထိန်းသိမ်းဆောင်ရှောက်တဲ့အမှုတော်မြတ်အတွက်လည်းပါဝင်တယ်အဲ့တော့ကျွန်တော်မကြာခဏပြိုးလေးရှိတယ်ပေါ့နော်ကျွန်တော်ဟောတဲ့တရားတွေအားလုံးအတွက်ခွန်အားဖြစ်ပြီးမှမှန်ကန်ခြင်းမှမှန်ကန်လိမ့်မယ်ကျွန်တော်လုပ်နေတဲ့အလုပ်နဲ့ကျွန်တော်စိုက်ပျိုးထုတ်လုပ်ပြီးမှရရှိလာတဲ့အစားအစာကိုစားသုံးခြင်းဒီလူမျိုးမရွေးဘာသာမရွေးအားလုံးအတွက်ခွန်အားဖြစ်စေတာတော့အမှန်ပါဆိုတဲ့ခံယူချက်ကိုကျွန်တော်အများနဲ့လက်ကင်
ကျင့်ထုံးထားတဲ့ဆောင်ပုတ်လေးပါပဲအဲ့တော့ကျွန်တော်တို့အချိန်အကြာကြီးပေးစရာမလိုဘူးမနဲ့အားတဲ့အချိန်မှာခဏလုံးမယ်နားရဲ့အချိန်မှာကောင်းကောင်းလုံးမယ်အဲ့လိုလှုပ်ချင်အဖြစ်မိသားစုလက်ဆက်တဲ့အတီးအနံအတီးအရွက်စားရတယ်လို့မိသားစုအထက်ငွေကိုလည်းကာမိပါတယ်အဲ့တော့တပိုင်တနိုင်စိုက်ပြူစားသုံးချင်းဒီခရစ်တော်ရဲ့အမှုတော်ဆောင်တဲ့တစ်ခုအဖြစ်ကျွန်တော်ကယူဆပါတယ်အားလုံးကိုကျေးဇူးတင်တယ်